လာပါအောင်ဒုက္ခပါညီမတို့စီမှာဆက်ပြင်သုံးတဲ့ကီးတွေရောဝုတ်လဲလေးတွေရောအစုံပြန်ရောက်ထားပါတယ်ပေါ့နော်ပထမဆုံးပြပေးချင်တာကတော့အရန်ရောင်းသွားတဲ့ဂျပန်ကီးတွေရင်တို့ပြပေးလိုက်မယ်ပေါ့နော်ဒီမှာပါဂျပန်ကီးထဲမှာကဒီမှာပေါ့နော်ဂျပန်ကီးထဲမှာဆိုရင်ညီမတို့2.5 3.5ဒီလေးဆိုင်ရမယ်ပေါ့နော်အဲ့ဒါကအဈေးနံပါတ်5ကဈေးအကြီးဆုံးပဲပေါ့နော်ဈေးအကြီးဆုံး5တောင်မှ2000မှရှိရပေါ့နော်ပြီးလို့ရှိရင်ကင်းမှုတစ်စိတ်တီကီးထဲမှာဆိုရင်ညီမတို့2.5 2.5 3 4အဲ့ဒီလေးဆိုင်ရမယ်ပေါ့နော်သူ့ရဲ့ကင်းမှုတစ်စိတ်ရဲ့ကီးကဘာလဲဆိုတော့မတုံးဘူးတဲ့လူတွေတော့ပေါ့နော်ဒီကောင်ကကြတော့ဒီမှာညီမတို့ဒီကင်းမှုဝက်ဦးလဲပေါ့နော်ဒီကင်းမှုဝက်ဦးလဲမှာတုံးထားတဲ့ဒီအဓာတ်ကိုအယိုးလို့ခေါ်မလားညီမတို့အဲ့ဒီအယိုးမှာတုံးထားတဲ့အသားနဲ့ဒီသူ့မှာတီကီးမှာတုံးထားတဲ့အသားရယ်ပြီးလို့ရှိရင်သူ့နဲ့တစ်ဆက်ဟဲဒီအဲကီးပါပြပေးလိုက်မယ်ပေါ့နော်ဒီမှာအဲကီးဒီ၃မျိုးကတုံးထားတဲ့အသားတွေအကုန်တူပါပဲပေါ့နော်အမာတင်ထားတဲ့ဟာလေးတွေဒီမှာပေါ့နော်ဒီကင်းမှုဝဲဦးလဲလေးကင်းမှုတီကီးလေးဆိုရင်လေညီမတို့ဈေးအကြီးဆုံးကမှ16000ပေါ့နော်ဈေးအကြီးဆုံးကနံပါတ်4တောင်မှဈေးကြီးဆုံးမှ16000ပဲပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒါကတော့ညီမတို့ကတရုတ်ကီးရိုးရိုးကီးလို့ခေါ်တယ်ပေါ့နော်ဒီထဲမှာဆိုရင်လည်းအဲ့လိုပဲဒီမှာလေသူဆိုရင်နည်းနည်းလေးပိုကောင်းတယ်ပေါ့နော်ကင်းမှုလောက်လည်းမကောင်းဘူးဒီအနီသွားလောက်ထက်အနီသွားထက်လည်းကောင်းတယ်ပေါ့နော်ဈာနေထားလေးပေါ့နော်ဒီကောင်လေးတွေလည်းရှိရပေါ့နော်ဒီဟာလေးတွေဆိုလဲဒါဈေးအကြီးဆုံးက5 million 5ပေါ့နော်ဒါ5ဒီ5ကိုမှညီမတို့ကဈေးအကြီးဆုံးကမှ1000ပဲရှိရပေါ့နော်ကျန်တာ1000သူ့အောက်တွေပဲပြီးလို့ရှိရင်ဒီအယိုးအနေဆိုတာဒီအချောင်းမှာအနီရောင်เนาะဒီအနီရောင်လေးကဘာနဲ့တူမလဲဆိုတော့ညီမတို့ကင်းမှုဝဲဦးလဲလို့ပြောပဲဒီမှာအဝါရိုးနဲ့ကိုဈေးနဲ့တက်တာတဲ့ဟာရှိရပေါ့เนาะတချို့ကဒီကင်းမှုနဲ့ဒီဝဲဦးလို့အရန်မှားကြတယ်ပေါ့เนาะဒီကောင်လေးဆိုလဲဒါ12လက်မအောင်ပေါ့เนาะညီမတို့1000ပဲပေါ့เนาะ12လက်မအောင်မှာဒါလေးက1000ပဲရှိရမှာပေါ့เนาะသူ့ရဲ့အသွားက5 ml နဲ့12လက်မအယိုးဟိုမှာ1000ပဲရှိရပေါ့เนาะအဲ့ဒီအသွားနဲ့ဒီမှာအဲ့ဒီအသွားနဲ့ဒီကီးမှာသုံးထားတဲ့အသားနဲ့အတူတူပဲပေါ့နော်ညီမတို့အလင်းပြန်နေလို့တကယ်အပြင်မှာကြည့်ရင်အသားအတူတူပဲပေါ့နော်ဒီနှစ်ခုကအတူတူပဲပေါ့နော်ပြီးတော့ဒီတီကီးဆိုလဲအဲ့လိုပဲညီမတို့သူ့ထဲမှာဆိုရင်2.5 3 4 5ကကြတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီထဲကမရဘူး5ကကြတော့ဒီထဲကပဲဖြစ်သွားမယ်နော်5ကကြတော့ဂျားဖြစ်သွားအောင်မလို့နော်ဒီမှာဒီထဲမှာဆိုလဲအဲ့လိုပဲ2.5 3 4 5ကကြာဒီလိုမျိုးဖြစ်သွားမယ်ပေါ့နော်5တစ်ချောင်းကတော့ဒီဘက်ချမ်းဖြစ်သွားပါမယ်ပေါ့နော်5က1000ကျန်တဲ့ဟာတွေဒီဟာတွေဒီတဒန်းလုံးကကြာတော့ညီမတို့အကုန်လုံးက1000ရအောက်မှာပါတယ်ပဲပေါ့နော်ဘလို့ရှိရင်ဒီကီးလေးကခုနဈေးမပြောလိုက်ရလို့ပေါ့နော်ဒီကီးတွဲလေးဆိုရင်ညီမတို့1.5 2.5 3 4 5 6အဲ့ဒီထဲမှာနံပါတ်6ကလွှဲရင်ကျန်တဲ့ဟာလေးတွေကညီမတို့စက်မြင်ပါလေသုံးရတဲ့အချောင်းလေးပဲပေါ့နော်ဒီမှာပြီးတော့ဒီမှာဒီဝက်ဦးလဲလေးလည်းရောက်တယ်ပေါ့နော်ဒီဝက်ဦးလဲလေးဆိုလဲလေညီမတို့ဒါလေးရဲ့တူတူလေးနဲ့လေညီမတို့မှတ်မြင်လေးပါလေးလှည့်ညီမလေးလှည့်ကြည့်သုံးကြည့်ပြီးသားနော်အဲ့ဒါလေးအရန်သုံးလို့ကောင်းပါတယ်ကျေးဇူးတင်ပါတယ်လို့အဲ့အားပေးပါအောင်ရှင်ဗီဒီယိုရန်ရှေ့ဝါမှာဆိုလို့ပါ